အောင်စပူကိုလူမျိုးကွေးမှမထမတဲ့စကားတစ်ခွန်းပြောလိုက်တဲ့မင်းသမီးဖွဖွဗိတ္တများအားလုံးပဲမင်္ဂလာပါရှင်အခုတလောလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအတော်လေးရေပန်စားပြီးတော့ချစ်ချူတို့တန်းနဲ့ရှိနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကတော့ထိတ်တန်းစူပါစတာမင်းသမီးကြီးဖွဖွနဲ့လက်ရှိတပင်လောကမှာတောင်ထိုးအောင်မြင်နေတဲ့ဇာမင်သားအောင်စပူတို့ရဲ့ဆောင်တွေ့မှုပုံရိပ်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကြော်ညာရိုက်ခွင်းတစ်ခုရဲ့နောက်ကွယ်မှာရိုက်ကူးထားတာဖြစ်ပြီးမင်းသမီးဖွဖွတရားအောင်စပူအပေါ်ပြမှုဆက်ဆံလိုက်တဲ့ပုံစံကြောင့်အွန်လိုင်းမှာပွဲစုသွားခဲ့တာပါအားလုံးသိကြတဲ့အတိုင်းပဲအကယ်ဒမီဆုတွေအထက်ထရထားပြီးဗိတ္တအခိုင်မှာရှိတဲ့ထိပ်တန်းမင်းသမီးတယောက်အနေနဲ့တာမန်အပြည့်ရှိမမို့နေတတ်ကြတယ်လို့အများကအထင်လေးရှိပါတယ်။အထူးသဖြင့်ရုပ်ရှင်အနုပညာရှင်တချို့ကဒါတပင်လောကကအနုပညာရှင်တွေကိုသူတို့ဆက်အစစ်တမ်းနေတဲ့လို့ခွဲခြားဆက်ဆံတဲ့အလေးထားမျိုးတွေရှိတတ်ကြတယ်လို့လူပြောများပါတယ်။ဒါပေမဲ့ဖွဖွကတော့အလုံးရဲ့ထင်မြင်ချက်တွေကိုရိုက်ရှိုးပြီးအောင်စပူအပေါ်မှာလုံးဝမာမာနမရှိပဲရင်းရင်းနှီးနှီးဆက်ဆံပြခဲ့တာကိုမြင်တွေ့ရပါတယ်။ဗီဒီယိုပိုင်ထဲမှာဖွဖွကအောင်စပူကိုမြင်ရှင်းမှပဲခတ်စိမ့်သိမ့်မနေပဲကိုယ့်ရဲ့မောင်လေးအရင်တယောက်လို့ဖော်ဖော်ရွယ်ရွယ်နဲ့နှုတ်ဆက်ခဲ့တာပါဒါတင်မကသေးပါဘူးဖွဖွကအောင်စပူကိုအော်တွားစီမဲ့စကားတခွန်းကိုပါဖွလေးလေးပြောလိုက်ပါသေးတယ်မန္တလေးတင်းစော်နဲ့ကပြတဲ့ပွဲကိုလူကိုယ်တိုင်လာကြည့်ဖို့အများကြီးစူးစမ်းသေးတယ်ဒါပေမဲ့လက်မကအရန်ပြက်လက်နေလို့လာမအားပေးဖြစ်တာစိတ်မကောင်းဘူးဆိုပြီးတော့ဓမ္မရဲ့ရင်ထဲကဆန္ဒတွေကိုဖွင့်ဟခဲ့တာပါဒီစကားဟာအောင်စပူအတွက်တင်မကပဲဗီဒီယိုကိုကြည့်နေရတဲ့ပရိသတ်တွေအတွက်ပါတကယ်ကိုအောင်ကြည့်နူးစရာဖြစ်ခဲ့ရပါတယ်အောင်စပူဘက်ကလည်းမင်းသမီးကြီးဖွဖွရဲ့ဖော်ရွေမှုကိုအာနာယိုသေးစွာနဲ့အမအရင်တယောက်လိုမျိုးတရွတတင်နဲ့တရင်တနည်းပြန်လဲစကားပြောဆိုခဲ့တာကိုမြင်တွေ့ရပါတယ်အခုလိုချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေရှိခဲ့ပေမဲ့အင်တာနက်အသုံးပြုသူတွေကြားမှာတော့မြင်ရှင်းအမျိုးမျိုးနဲ့ဝေဖန်တာတွေထွက်ပေါ်ခဲ့တာပါအချို့ကတော့ဖွဖွရဲ့ပြုမှုစစ်ဆန်ပုံဟာလွတ်လပ်လွန်ပြီးပပဖြစ်နေတဲ့အတွက်နာမည်ကြီးထိပ်တန်းမင်းသမီးတယောက်ရဲ့ဂုဏ်တိတ်ခါနဲ့မညီဘူးမပီတာဘူးဆိုပြီးတော့အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်ရုပ်ရှင်မင်းသမီးကြီးတယောက်အနေနဲ့ဒီထက်ပိုပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ရှည်မုံမိုးနေတင်တယ်လို့သူတို့ကယူဆကြတာပါဒါပေမဲ့တစ်ဖက်မှာတော့အများစုကဖွဖွရဲ့စိတ်ထားကိုအမွန်းတင်ရှိကြိုးနေကြပါတယ်ခေတ်စစ်အနုပညာလောကမှာမင်းသားမင်းသမီးအချို့ကကိုထွက်ဝါနုတဲ့သူတွေဒါမှမဟုတ်နယ်ပယ်မတူတဲ့အနုပညာရှင်တွေကိုမတူတလို့မတန်တလို့ဆက်ဆံတတ်ကြတဲ့အမှန်တိုင်းတွေကိုဖွဖွကဖြိုချလိုက်တာပဲဖြစ်ပါတယ်ဖွဖွဟာဘလောက်ပဲနာမည်ကြီးနေပါစေတမရဲ့ပင်ကိုစရိုက်အတိုင်းအဆောင်မှုကင်းနဲ့မာမာနမရှိပဲအနုပညာရှင်အချင်းချင်းပေါ်မှာအတိမပြုတံပိုးထားတတ်တာကတကယ့်ကိုလေးစားအထူးယူစရာကောင်းတဲ့စံပြတစ်ခုဖြစ်တယ်လို့ဝိညာဉ်ကောက်ွယ်ပေးနေကြပါတယ်။တကယ်တော့ဇာတ်ပင်လောကဆိုတာမြန်မာရိုးရာယဉ်ကျေးမှုကိုထိန်းထားတဲ့အနုပညာနယ်ပယ်တစ်ခုပါ။ဖွလိုမျိုးပဲရုပ်ရှင်လောကရဲ့ထိပ်တန်းကျယ်ဝန်းတစ်ပွဲကသာမင်သားအောင်စပူရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေကိုလူမြင်ကွင်းမှာအခုလိုပေါ်ပေါ်ထင်ထင်အတိမပြုရှိကျိုးလိုက်ရှင်ကတပင်လောကသားတွေအတွက်ပါဂုဏ်ယူစရာကောင်းလာပါလေ။ဒါကအစစ်တမ်းခွဲခြားခြင်းမရှိပဲအနုပညာရှင်အချင်းချင်းအပြန်အလှန်လေးစားတံပိုးထားမှုကိုပြသလိုက်တာဖြစ်ပါတယ်။ဗိတ္တကြီးရေအခုလိုမျိုးမာမာနမရှိပဲစိတ်တဘောထားပြေဝစွာနဲ့ကိုမောင်လေးတယောက်လိုဖေမမဆက်ဆံတဲ့မင်းသမီးဖွရဲ့ပုံစံလေးကိုဘယ်လိုမြင်ကြပါသလဲ။တစ်ဖက်ကလည်းဗိတ္တတွေအသေးဆွဲအားပေးနေရတဲ့မင်းသားအောင်စပူရဲ့အောင်မြင်မှုကတော့အခုဆိုရင်လည်းပဲတီတီကပါအတိမပြုရတဲ့အထိတုံထိုးတလန်းနေပြီဖြစ်ပါတယ်။ဖွရဲ့အောင်စပူတို့နှစ်ယောက်ရဲ့ရှစ်စရာကောင်းတဲ့ဆက်ဆံရေးပေါ်မှာဗိတ္တတို့ရဲ့အမြင်ကိုမှရှင်းပေးခဲ့ပါအောင်ရှင်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်။